အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့တော့ကျွန်တော်ကဒီအကောင့်လေးနေမှာပေါ့နော်အဲ့လိုဒီအကောင့်နဲ့ပတ်သက်တဲ့အလုပ်ဒီမှာ software သုံးတင်လာပေါ့ software သုံးခြင်းအဖြစ်ကျွန်တော်တို့ဘယ်လိုအကျိုးကျေးဇူးတွေရမလဲပေါ့အဲ့တော့ကျွန်တော်တို့က manual နဲ့တွားတယ်ပေါ့ manual နဲ့တွားရဲဆိုဒီ final report ရဖို့ရအတွက်အစင်းစင်းနေအများကြီးတွားရပေါ့နော်အရင်ဆုံးကျွန်တော်တို့ table ထဲတယ် table ကနေ ledger တွေတွားတယ်နော် ledger နေ trial balance တွားတယ်နော် trial မှာထွက်လာတဲ့ trial မှာကျွန်တော်တို့ adjustment တွေလုပ်တယ်ပေါ့နော် adjustment တွေလုပ်ပြီးတော့မှနောက်ဆုံးဒီ final report ပေါ့အရှုံးမြတ်နဲ့ legislation နဲ့ရဖို့ရအတွက်တွားတယ်ပေါ့အဲ့တော့အစင်းနေအများကြီးတွားရအဲ့တော့တွားရတဲ့အချိန်မှာဒီလို testing ပေါ့ကျွန်တော်တို့ posting တွေလုပ်တယ်အဲ့ခါကျရင်ဥမာ posting လုပ်တဲ့အချိန်မှာကျွန်တော်တို့ကကနေမရေးရတွေဖြစ်နိုင်တယ်နောက်တစ်ခါကျတော့ calculation error တွေဖြစ်နိုင်တယ်ပေါ့အဲ့တော့ software သုံးလိုက်ခြင်းအဖြစ်ကျွန်တော်တို့ကဒီ table အဆင့်ပေါ့နော်ပထမဆုံးဒီ data entry ရပဲသူကအဓိကပေါ့အဲ့ဒီမှာမှတ်ရဲ့အနောက်ကနောက် posting assistant တွေသူဘာတော့ auto လို့တောင်းပါတယ်အဲ့တော့သူဘာတော့ auto တောင်းပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကနော်အပြင်မှာကျွန်တော်တို့ဒီ manual ပေါ့လူနဲ့လုပ်ရတာနဲ့စာရင် software နဲ့လုပ်ရတာဒီနော်အချိန်သုံးပုံနှစ်ပုံလောက်တက်တာပါတယ်ကျွန်တော်တို့တကယ်လုပ်ရတဲ့အလုပ်ကို1တက်လောက်ပဲပေါ့နော်သုံးပုံတစ်ပုံလောက်ပဲကျွန်တော်တို့လုပ်ရတော့တယ်ပေါ့ပြီးရင်တချို့တော့ transaction နဲ့ဆိုရင်ကျွန်တော်တို့ကလတိုင်းဒီတိုင်းပဲထဲတာပေါ့နော် recurring transaction ပေါ့ဥမာ depreciation တွေ့တယ်နော် office equipment တွေရဲ့ depreciation တွေ့တယ်နော်အဲ့ဆိုကြားထဲမှာကျွန်တော်တို့ကဒီ equipment တွေဝယ်ရရောင်းတာမရှိဘူးဆိုရင် depreciation တွေလတိုင်းဒီတိုင်းပဲသွားတယ်နော်ဒီလအတွက် depreciation 900ဆိုနောက်လလေး900နော်ဒါကြီးဒီကျွန်တော်တို့ရောင်းမစားမချေဒီတိုင်းပဲသွားတာပေါ့အဲ့တော့ software မှာကျကျွန်တော်တို့ကဘာလို့ရလဲဆိုရင်နော်သူ copy paste ပေါ့နော်copy paste မျိုးတွေကျွန်တော်တို့လုပ်လို့ရတယ်နော် recurring ခေါ်ရတာပေါ့နော် depreciation January လမှာထည့်တယ်နော် depreciation 900နော်သူ recurring ခေါ်ရရင်နောက်လ February လကိုမှအဲ့ depreciation တွေကိုကျွန်တော်တို့က daily ပဲပြောင်းပြီးတော့မှပြန်ထည့်လိုက်ရုံပဲပေါ့နော်အဲ့ကြတော့သူကလူအများကြီးတက်တာပါတယ်အဲ့တော့သူက data entry အဆင့်ပဲအဓိကအရေးကြီးရပေါ့နော်အဲ့တော့ပထမဆုံးဒီ debug ထဲမှာထည့်တဲ့အဆင့်နော် cash book တွေမှာထည့်မဲ့အဆင့် invoice တွေထည့်မဲ့အဆင့်နော်အဲ့အဆင့်မှာတော့သူအဲ့အဆင့်ကိုပဲကျွန်တော်တို့ကအဓိကလုပ်ရတာပေါ့ဒါပေမဲ့ software သုံးမယ်ဆိုရင်တော့ကျွန်တော်တို့ကဘာတော့ပြင်ဆင်ရလဲဆိုတော့ဒီ chat of account တွေထောင်ရတယ်ပေါ့နော်ကျွန်တော်တို့သုံးမဲ့ account list တွေ chat of account တွေအားလုံးထောင်မိရတယ် COA တွေလုပ်ရတယ်ပေါ့နော် chat of account တွေထောင်ရတယ်ပြီး inventory item တွေထည့်ရတယ်ပေါ့နော် inventory item မှာကျတော့သူရဲ့အမျိုးအစားပေါ့နော်ကို trading လုပ်မဲ့ကျမတို့အရောင်းဝယ်လုပ်မဲ့ပစ္စည်းကအမျိုးတရားရှိရဲ့အမျိုးတရားထည့်ရတယ်နော်သူရဲ့ကုန်နံပါတ်တွေပြီးအပစ္စည်းတွေကိုကျမတို့ကနော်သူအကုန်လုံး link ချိန်ထားပေးရတယ်နော်ဝယ်တဲ့နေရာ purchase ရဲ့ရောင်းတဲ့နေရာ sale ရဲ့ inventory ရဲ့ဒါမျိုး link တွေကျမတို့အားလုံးချိန်ထားပေးရတယ်နော်အဲ့လိုချိန်ထားတာတွေမှန်တော့မှပဲသူကအနောက်မှာပေါ့နော်နောက်ပိုင်းကျကျမတို့ကရောင်းနေလို့ invoice ရလိုက်တာနဲ့သူကဒီရောင်းတဲ့နေရာမှာတွားမယ်ပြီးဒီပစ္စည်းရဲ့အရင်ကိုလည်းသူက auto တက်သွားမှာပေါ့အဲ့တော့ပြောချင်တာ software ကသူက auto တော့လုပ်သွားတယ်။နောက်အဲ့တော့ auto မလုပ်ခင်တော့ကျမတို့က create တော့အကုန်လုံးလုပ်ပေးရတာပေါ့။နောက် inventory အမျိုးတရားရှိရဲဆိုရင်အမျိုးတရားထည့်ထားရတယ်။နောက်ကိုသုံးမဲ့ရှိတဲ့များ chat of account တွေကျမတို့ထည့်ထားရတယ်ပေါ့။နောက် chat of account ကတော့အနောက်မှာထပ်တက်ပြီးတော့မှဖြည့်သွားလဲရပါတယ်။အဲ့တခုပေါ့နော်အဲ့တော့ software သုံးတဲ့ခြင်းအပြင်တော့အများကြီးတော့တက်တာတယ်ဒါပေမဲ့ data entry ကိုတော့တတိထားမှာပေါ့အဲ့တော့ software ဆိုတာကသူထည့်လိုက်တဲ့ကျွန်တော်တို့ထည့်လိုက်တဲ့ data ကိုပဲသူက process လုပ်သွားမှာပေါ့အဲ့တော့ကျွန်တော်တို့ကစားထည့်လိုက်တဲ့ data တွေကခဏနေမှာပြီးထည့်တယ်ပေါ့နော်တရားတန်တဲ့ပစ္စည်းကိုကျွန်တော်တို့က1000လို့ထည့်လိုက်တယ်ဆိုရင်တော့သူကဒီ1000နဲ့ပဲသူကဆက်ပြီးတော့မှတွက်တော့မှာပေါ့အဲ့တခုပေါ့နောက်ပြီး software သုံးတိုင်းမှန်ပြီလားဆိုတော့ကျွန်တော်တို့ကစထည့်တဲ့အချိန်မှာနောက်ဥမာ invoice တွေကြိုးပြီးတော့မှထည့်ခဲ့တာတို့ invoice တွေနှစ်ခါထည့်ခဲ့တာတို့ဒါမျိုးကတော့ဒါ software ကမသိနိုင်ဘူးလေဒါအပြင်မှာတွင်းတဲ့လူပေါ်မှာပဲမှုထည့်ရပေါ့တွင်းတဲ့လူက queue design လုပ်ဖို့တော့အရေးကြီးရပေါ့
အဲ့တော့ဒီ data entry အစင်မှာအကုန်လုံးမှန်မှန်ကန်ကန်လုပ်သွားတယ်နောက်စနစ်တကျလုပ်သွားတယ်ဆိုရင်တော့ software ကလူကိုအများကြီးတက်တာစေပါတယ်နောက် manual လုပ်ရမယ့်အလုပ်ကို3ပုံ2ပုံလောက်ရှော့ချပါတယ်ကျမတို့3ပုံ2ပုံလောက်ပဲလုပ်ရတော့တယ်ပေါ့အဲ့တော့ accountant အနေနဲ့လည်းသူ့ရဲ့ဒီ overload ဖြစ်တဲ့ကိစ္စကြီးကအများကြီးရော့ပါတယ်နောက်အများကြီးရော့ပါတယ်အတွက်ကျန်တဲ့ဒီအရေးကြီးတဲ့နေရာမှာသူကပို့ပြီးတော့မှအဆိုင်လို့ရသွားတယ်ပေါ့အဲ့တော့ကျမတို့အနေနဲ့အချက်ဉာဏ်ပြရတော့software ဆိုတာလေနောက်တစ်ခါကျတော့ပတ်စံနေအများကြီးကုန်မှာမဟုတ်ဘူးเนาะအဲ့တော့လုပ်ငန်းကိုဘယ်လိုပဲခွဲเนาะသူကဒီပတ်စံပဲပေါ့เนาะကြိုက်တယ်လို့ကျမတို့ခွဲလို့ရတယ်အဲ့တော့တစ်ခုချင်းစီနဲ့ average ပြန်တွက်တဲ့အခါကျရင်အများကြီးတက်တာသွားတယ်ပေါ့เนาะအဲ့တော့ပြောချင်တာလေအများစုပေါ့နော် software သုံးရမယ်သုံးဖို့ရအတွက်ကျမတို့အကြံဉာဏ်ပေးလိုက်တဲ့အခါကျရင်ဘိုင်ရှင်တို့များများထင်တယ်ပတ်စံဘယ်လောက်တော့ကုန်မှလဲသိန်းရာချီပြီးတော့မှကုန်မှလားပေါ့နော်အဲ့လိုမျိုးထင်ကြတယ်အဲ့လိုမဟုတ်ပါဘူးနောက်စီတက်တာနဲ့သုံးလို့ရတဲ့ software တွေလည်းအများကြီးရှိတယ်ပြီးရင်တချို့ account တွေ software တွေဆိုရင်သူကဘယ်လိုပြောမလဲအရင်ကြီးသူကကွန်ပျူတာရုံမော့တယ်မြင့်စရာလည်းမလိုဘူးပေါ့နော်laptop တွေတစ်လုံးလောင်းနဲ့အဆင်ပြေအောင်သုံးလို့ရတာတွေလည်းအများကြီးရှိရပေါ့တချို့ software ကျတော့သူကsoftware ကြီးရပေါ့နော်software ကြီးရအဲ့လိုမျိုးဆိုရင်တော့နည်းနည်းလေးပို့ပြီးတော့မှ model မြင်ဖို့လိုတာပေါ့တုံးတဲ့ရော accounting software ကတော့ကျွန်မသိတယ်လို့ပေါ့နော်အရင်ကြီးကွန်ပျူတာကိုလည်းကျွန်တော်တို့ model မြင်စရာမလိုဘူးပေါ့တော့ကျမတို့က laptop လေးတစ်လုံးလောက်ကျင်လိုက်မယ်။တော့ပတ်စံနဲ့လုံးဝအကူကြမခံချင်ဘူးဆိုရင် free ရတဲ့ accounting software တွေသုံးပေါ့။နောက်တကယ်လို့ကိုကအကူကြခံနိုင်နေဆိုရင်တော့area ကိုလုပ်ငန်းနဲ့ကြိုက်တဲ့ accounting software ကိုရွေးပေါ့။နောက်ပြီးအခုပြောဆိုပဲတချို့ software ဆိုရင်လုပ်ငန်းတွေကြိုက်တယ်လို့ကျမတို့ကခွဲလို့ရတယ်။နော်အဲ့တော့ကိုရဲ့မိတ်ဆွေတွေကျန်တဲ့လူတွေနဲ့ကျမတို့ cost sharing လုပ်သွားရင်လည်းရတယ်။နော်အဲ့တော့360 90လောက်ပေးရတယ်လို့ဆိုပေမဲ့နော်လုပ်ငန်း3-4ခုလောက်ခွဲပြီးတော့မှသုံးလိုက်ရင်လုပ်ငန်းတစ်ခုမှနော်30လောက်ပဲကျမတို့ကကြားတော့မယ်နော်30ဒီကျမတို့တစ်သက်လုံးပေါ့နော် lifetime လည်းရတယ်ပေါ့ပြီး software လည်းပြည့်စုံနေဆိုရင်ကိုလုပ်ငန်းအတွက်တော်တော်လေးအဆင်ပြေပါတယ်နော်အဲ့တော့ပြောချင်တာsoftware သုံးလိုက်တဲ့ဆိုတာအများကြီးကျမတို့အလုပ်ကိုတက်တာသွားစေတယ် accountant ရဲ့အလုပ်ကိုတက်တာသွားစေတယ်နော်ပိုင်ရှင်လိုချင်တဲ့နောက် report ကိုလည်းသူဒါချက်ချင်းထုတ်ပေးနိုင်တယ်သူမှအာသာချက်တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ပတ်စံနေအများကြီးကုန်မှ accounting software ကိုသုံးလို့ရတာမျိုးဒါမျိုးလည်းမဟုတ်ပါဘူးလို့